ဟုတ်ပြီအယောင်လေးထည့်လိုက်အယောင်လေးတွေထည့်ပြီးသွားပြီဆိုလို့ဆိုရင်ဒါဆိုလို့ဆိုရင်ဒီကားရဲ့အလေးချိန်နဲ့ထည့်ရအောင်မယ်နော်ကားရဲ့အလေးချိန်ကားကအလေးချိန်ကပုံမှန်အပြည့်1000ပေါ့တန်1000ကီလိုဂရမ်ထားတာပေါ့နော်အဲကြမှသာသူကကားမောင်းလို့ဆိုရင်ဒါပုံမှန်ကားတွေလိုပဲအဆင်ပြေမှာပေါ့နော်အဲ့တော့ဒီကားလေးကိုဆက်ပြီးတော့မှမောင်းပြပါမယ်ဒါကတော့ဒါဂိမ်းထဲမှာ Warp Hyper Roman ကိုထည့်မယ်အလင်းရောင်ပေါ့နော်နေအလင်းရောင်လေး Sky ကောင်းကင်တွေထည့်မှာပေါ့နော်ဒါဆိုလို့ဆိုရင်ဒီနှုတ်ကနေပြီးတော့မှကိုထည့်မဲ့ Raw Hyper Roman ကိုရေးရမယ်နော်အဲ့တော့ Raw Hyper Roman ကိုယူမယ်ယူပြီးတော့ဆိုရင်ဒီညာဘက်မှာဆိုရင်ဒီမှာ Hyper Roman မှာ empty ဖြစ်နေတယ်အဲ့တော့ Hyper Roman ကိုထပ်ယူမယ်ပေါ့နော်ထပ်ယူပြီးသူ့ကိုထပ်နှိပ်မယ်သူ့ကိုထပ်နှိပ်ပြီးတော့မှကိုကဘယ်ဟာတွေသုံးကျင်တာလဲပေါ့နော်အဲ့တော့ဒီမှာဆိုလို့ဆိုရင်setting လေးတွေရှိတယ်ပေါ့နော် mu ကိုလေးတွေကြားတဲ့ပုံစံသုံးကျင်လို့ဒီမှာ fog ကို on ပေးလိုက်ပြီပေါ့နော်ဒါဆိုတော့ဆိုရင်ဒီလို mu ကိုလေးတွေကြားနေတဲ့ပုံစံပေါ့နော်အဲ့တော့ light color အလင်းရောင်ကိုချိန်ရင်ဒီမှာဝါကျင်ပေါ့မနက်စောစောအယောင်လေးဝါကျင်အယောင်လေးကိုချိန်ပေးလိုက်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးလိုချင်တယ်အဲ့ဒါကြောင့်မို့ဒါလေးကိုချိန်ပေးလိုက်တယ်ပေါ့ဒါဆိုလို့ဆိုရင်မြူကိုလေးကြာပြီးတော့မှနေရောင်လေးဖြာထွက်နေတဲ့ပုံစံလေးရပြီပေါ့နော်အဲ့ဒါဆိုလို့ဆိုရင်ဒီဂိမ်းလေးကိုစမ်းကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ Hyper Roman ဆိုတဲ့နှင်းကြတာတွေဘာတွေပေါ့နော်ဒါလေးတွေနေအယောင်လေးတွေထည့်ပြီးသွားပြီဆိုလို့ဆိုရင်အခုကဘာထည့်မှာလဲဆိုလို့ဆိုရင်အလင်းပေါ့နော်နေအလင်းရောင်ထည့်မယ်ဒါကြောင့်မို့တော့ကနေပြီးတော့မှဒါ directional light ကိုထည့်ရအောင်အဲ့တော့ directional light 3D လေးကိုထည့်ရမယ်ပေါ့နော်အဲ့တော့သူ့နှိပ်လိုက်မယ်ဒါဆိုလို့ဆိုရင် directional light တွေရလာပြီအဲ့ဒီမှာဒီမှာ line မှုကိုကြည့်မယ်ပေါ့နော် directional light မှာကဘယ်ဟာသုံးပါလဲ line နဲ့ sky เนาะကောင်းကင်နဲ့အလင်းရောင်ကိုသုံးပါလားပေါ့နော်ဒါသုံးမယ်ဆိုရင်ဆရာတို့အဲ့ဒါလေးကိုနှိပ်ပေးမယ်ပေါ့နှိပ်ပေးပြီးတော့ဆိုရင်ဒီမှာ directional light ကိုဒီမှာမြားလေးရှိတယ်ဒီမြားလေးကိုဒီဟိုစားဒါနေလေးပေါ့နော်အဲ့တော့အဲ့ဒီမြားလေးကိုဒီအလင်းကြဖို့အတွက်ကဘာမြေကိုအလင်းကြအောင်လုပ်ပေးရမှာပေါ့နော်အဲ့တော့အနီးကပ်ဆွဲလိုက်ပြီဒီကောင်လေးကိုကအများလေးကိုအောက်ဆိုင်ရမှာပေါ့နော်အများလေးကိုအောက်ဆိုင်ပေးလိုက်မယ်ဒါမှဒီအလင်းတန်းကမြေကိုထိပြီးတော့မှဒါလင်းမှာပေါ့နော်အဲ့တော့ဒီကားလေးကိုအယောင်လေးပြန်ထည့်လိုက်မယ်ပေါ့နော်အယောင်လေးထည့်မယ်ဆိုတော့ကားဘော်ဒီကိုသွားလိုက်မယ်ကားဘော်ဒီကိုသွားပြီးတော့မှကားဘော်ဒီရဲ့ဒီမှာ material ကနေပြီးတော့မှအယောင်လေးထည့်မယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့အယောင်လေးထည့်မယ်ဆိုတော့နော်အယောင်လေးပဲအယောင်လေးကောင်းတယ်နော်ဒီယောင်လေးလည်းကောင်းတယ်ဒီယောင်လေးပဲထည့်လိုက်တော့မယ်ပေါ့အနီရောင်ဒီယောင်လေးလည်းကောင်းနော်အဲ့တော့အနီရောင်လေးထည့်မယ်ဒီယောင်လေးထည့်ပြီးသွားလို့ဆိုရင်ဒီကာဘိန်းပေါ့နော်ကာဘိန်းရဲ့အယောင်လေးထည့်မယ်အဲ့တော့ကာဘိန်းရဲ့အယောင်လေးဆက်ထည့်လိုက်မယ်ကာဘိန်းကအမဲရောင်လေးတွေထည့်ပေးလိုက်မယ်နော်ဟုတ်ပြီအယောင်လေးထည့်လိုက်အယောင်လေးတွေထည့်ပြီးသွားပြီဆိုလို့ဆိုရင်ဒါဆိုလို့ဆိုရင်ဒီကားရဲ့အလေးချိန်နဲ့ထည့်ရအောင်မယ်နော်ကားရဲ့အလေးချိန်ကားကအလေးချိန်ကပုံမှန်အပြည့်1000ပေါ့တန်1000ကီလိုဂရမ်ထားတာပေါ့နော်အဲကြမှသာသူကကားမောင်းလို့ဆိုရင်ဒါပုံမှန်ကားတွေလိုပဲအဆင်ပြေမှာပေါ့နော်အဲ့တော့ဒီကားလေးကိုဆက်ပြီးတော့မှမောင်းပြပါမယ်ဒီကားကတော့
ဒါဂိမ်းထဲမှာ warp hyper roman ကိုထည့်မယ်အလင်းရောင်ပေါ့နော်နေအလင်းရောင်လေး sky ကောင်းကင်တွေထည့်မှာပေါ့နော်ဒါဆိုလို့ဆိုရင်ဒီနှုတ်ကနေပြီးတော့မှကိုထည့်မဲ့ raw hyper roman ကိုရေးရမယ်နော်အဲ့တော့ raw hyper roman ကိုယူမယ်ယူပြီးတော့ဆိုရင်ဒီညာဘက်မှာဆိုရင်ဒီမှာ hyper roman မှာ empty ဖြစ်နေတယ်အဲ့တော့ hyper roman ကိုထပ်ယူမယ်ပေါ့နော်ထပ်ယူပြီးသူ့ကိုထပ်နှိပ်မယ်သူ့ကိုထပ်နှိပ်ပြီးတော့မှကိုကဘယ်ဟာတွေသုံးကျင်တာလဲပေါ့နော်အဲ့တော့ဒီမှာဆိုလို့ဆိုရင်setting လေးတွေရှိတယ်ပေါ့နော် mu ကိုလေးတွေကြားတဲ့ပုံစံသုံးကျင်လို့ဒီမှာ fog ကို on ပေးလိုက်ပြီပေါ့နော်ဒါဆိုလို့ဆိုရင်ဒီလို mu ကိုလေးတွေကြားနေတဲ့ပုံစံပေါ့နော်အဲ့တော့ light color အလင်းရောင်ကိုချိန်ရင်ဒီမှာဝါကျင်ပေါ့မနက်စောစောအယောင်လေးဝါကျင်အယောင်လေးကိုချိန်ပေးလိုက်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးလိုချင်တယ်အဲ့ဒါကြောင့်မို့ဒါလေးကိုချိန်ပေးလိုက်တယ်ပေါ့ဒါဆိုလို့ဆိုရင်မြူကိုလေးကြာပြီးတော့မှနေအောင်လေးဖြာထွက်နေတဲ့ပုံစံလေးရပြီပေါ့နော်အဲ့ဒါဆိုလို့ဆိုရင်ဒီဂိမ်းလေးကိုစမ်းကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ hyper roman ဆိုတဲ့နှင်းကြတာတွေဘာတွေပေါ့နော်ဒါလေးတွေနေအယောင်လေးတွေထည့်ပြီးသွားပြီဆိုလို့ဆိုရင်အခုကဘာထည့်မှာလဲဆိုလို့ဆိုရင်အလင်းပေါ့နော်နေအလင်းအောင်ထည့်မယ်ဒါကြောင့်မို့တော့ကနေပြီးတော့မှဒါ directional light ကိုထည့်ရအဲ့တော့ directional light 3D လေးကိုထည့်ရမယ်ပေါ့နော်အဲ့တော့သူ့နှိပ်လိုက်မယ်ဒါဆိုလို့ဆိုရင် directional light တွေရလာပြီအဲ့ဒီမှာဒီမှာ line မှုကိုကြည့်မယ်ပေါ့နော် directional light မှာကဘယ်ဟာသုံးမှလဲ line နဲ့ sky နော်ကောင်းကင်နဲ့အလင်းရောင်ကိုသုံးပါလားပေါ့နော်ဒါသုံးမယ်ဆိုရင်ဆရာတို့အဲ့ဒါလေးကိုနှိပ်ပေးမယ်ပေါ့နှိပ်ပေးပြီးတော့ဆိုရင်ဒီမှာ directional light ကိုဒီမှာမြားလေးရှိတယ်ဒီမြားလေးကိုဒီဟိုစားဒါနေလေးပေါ့နော်အဲ့ဒီမြားလေးကိုဒီအလင်းကြဖို့အတွက်ကဘာမြေကိုအလင်းကြအောင်လုပ်ပေးရမှာနော်အနီးကပ်ဆွဲလိုက်ပြီဒီကောင်လေးကိုကမြားလေးကိုအောက်ဆိုင်ရမှာပေါ့နော်မြားလေးကိုအောက်ဆိုင်ပေးရမှာရှင်ကဖြစ်နေတယ်အဲ့တော့နော်မြားလေးကိုအောက်ဆိုင်ပေးလိုက်မယ်ဒါမှဒီအလင်းတန်းကမြေကိုထိပြီးတော့မှဒါလင်းမှာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ဆိုရင်စမ်းကြည့်လိုက်မယ်